မင်္ဂလာပါဒေါက်တာဇော်နိုင်ထွန်းပါဒီ comment တွေကိုထောက်ပြီးတော့ဝင်ကြည့်လိုက်ရင်လွန်ခဲ့တဲ့စက်တင်ဘာလ3ရက်တုန်းကဆရာရန်ကုန်မှာနှာခေါင်းကျိုးထုတ်ပြီးတော့ Hyco Silicon 30ရန်မြင်းမြင်းထောင်ထောင်လေးထည့်ထားတဲ့ဗီဒီယိုလေးတွေ့လိမ့်မယ်အဲ့ဒီထဲကညီမလေးကဒီနေ့ဆရာစီကိုတခြားမှထိုးထားတဲ့နှကန်းဖေလာမကြိုက်လို့ပြန်လာဖြော်တယ်ပေါ့နော်ဒီနေ့နဲ့ဆိုရင်သူကအဲ့ဒီစက်တင်ဘာလ3ရက်တုန်းကခွဲထားတာဆိုတော့ဒီနေ့ဆိုရင်4လကျော်သွားပြီပေါ့နော်4လကျော်5လနီးပါးရှိနေပြီအဲ့တော့ပြန်လာတဲ့အချိန်မှာဆရာသူခွဲထားတဲ့နှာခေါင်းလေးကိုပုံလေးပြန်ရိုက်ထားတယ်ပေါ့နော်အဲ့တော့ Hyco 30ရန်ဆီလီကွန်နှာခေါင်းကျိုးတွေပြန်ထုတ်တယ် Hyco Silicon ပြန်ထည့်ပြီးတော့4လကျော်5လအကြာ reset ပုံလေးတွေဆရာဒီနေ့ follower လာပြရင်လည်းရိုက်ထားတာလေးတွေပြပေးမယ်နော်ဒါကတော့သူ့ရဲ့ခွဲပြီး4လကျော်5လအကြာ reset ပုံလေးတွေပါပြီးရင်ဆရာမခွဲခင်ကပုံလေးပြန်ပြပေးမယ်ဒါကတော့မခွဲခင်ကပုံလေးတွေပါစက်တင်ဘာ3ရက်တုန်းကပုံလေးတွေပါဒါကတော့ဆရာတို့ဒီနေ့ reset လေးပါဒီနေ့လာပြတဲ့4လကျော်5လနီးပါးကြာတဲ့အခါမှာနှာခေါင်းလေးအသားချနေတဲ့ဗီဒီယိုလေးကိုပြန်ထည့်ပေးထားတာပါလာပါနဲ့ပတ်သက်ပြီးပြုပြင်ခြင်းနဲ့ဆိုရင် Jesus Skin ကိုတတိယပေးပါကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်